မင်္ဂလာပါခင်ဗျာ Football Center page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Subscribe မလုပ်ရရင်တော့ Subscribe လေးလုပ်တော့ပေးကြပါဦးခင်ဗျာဒီနေ့မှာတော့နောက်ဆုံးရဘောလုံးသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကိုမိုအသင်းကတော့ Chelsea နောက်ခံလူ Trevoh Chalobah ကိုခေါ်ယူဖို့အတွက်ပေါင် 23.3 တန်ကြီးရှိတဲ့ကမ်းလှမ်းမှုတစ်ခုကိုပြုလုပ်ခဲ့တဲ့အတွက် Sky Italy ကနေပြီးတော့ဖော်ပြထားပါတယ်ထပ်ပါကမ်းလှမ်းမှုကတော့အပိုစုကြီးများလည်းပါဝင်နေပါတယ်Chelsea အသင်းကတော့သူတို့ရဲ့နောက်ခံလူတွေစုစုပေါင်းပေါင်တန်း30ဝန်းကျင်ရရှိဖို့ကိုလည်းမျှော်လင့်နေပါတယ်။လက်ရှိမှာတော့ကလပ်အသင်း2သင်းကြားမှာဆွေးနွေးမှုတွေဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ကိုမိုအသင်းအနေနဲ့ချာလိုဘတ်ကိုခေါ်ယူဖို့အစကစုံစမ်းစစ်ဆေးခဲ့တဲ့အကြောင်းကိုတော့ Sky Sports News ကပြီးခဲ့တဲ့သတင်းတစ်ပတ်ကဖော်ပြခဲ့ပူပါတယ်။ဒီလိုပါပဲပြီးခဲ့တဲ့ရာသီက Chelsea အသင်းအတွက်48ပွဲအထိပါဝင်ကစားပေးခဲ့ပြီးတော့3ခုသွင်းဝေခဲ့တဲ့ချာလိုဘတ်ကတော့လက်ရှိမှာတော့အင်္ဂလန်အသင်းနဲ့အတူကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်နေတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့တော့2026ကမ္ဘာ့ဖလားအင်ရှင်ကနေဒါအသင်းကနာကျင်ချိန်မှု62မိနစ်မှာကွင်းလက်လူစတီဖင်အော်စတာကီယိုတွင်းယူခဲ့တဲ့အဖိုးတန်နိုင်ဂိုးနဲ့တောင်အာဖရိကအသင်းကိုဂိုးကုန်းရှိတဲ့အနိုင်ရရှိပြီးတော့16သင်းအဆင့်ကိုပထမဆုံးချိန်တက်ရောက်သွားတဲ့အသင်းဖြစ်လာခဲ့ပါတယ်။ဒီပွဲလုံးမှာတော့ကနေဒါအသင်းကပွဲကိုဖိအားပေးကစားနိုင်ခဲ့တာပဲမဲ့လည်းတောင်အာဖရိကအသင်းရဲ့ခံစစ်နဲ့ဂိုးသမားတို့ကအကောင်းဆုံးလက်ဆန်းများကာကွယ်နိုင်ခဲ့တာကြောင့်မိနစ်60အထိဂိုးမရှိသေးချနေရတယ်ဖြစ်ပါတယ်။ကနေဒါအသင်းကို16သင်းအဆင့်ကိုတမိုင်းဝင်ပို့ဆောင်ပေးခဲ့တဲ့နောက်နီးပြဂျက်စီမားချ်ကပွဲပြီးမှတော့၎င်းရဲ့ကစားသမားတွေကိုအခုလိုချီးကျူးသွားပါတယ်။ဒို့တွေချမှတ်ထားတဲ့စီမံကိန်းအတိုင်းဒို့ဖြစ်ချင်တဲ့ပုံစံအတိုင်းပဲအားစိုက်ပြီးဆက်သွားကြဖို့ပြောခဲ့ကြတယ်။ကြိုးကြိုးစားစားနဲ့ကိုယ့်အရေးချင်းတွေကိုအစွမ်းကုန်ထုတ်သုံးနိုင်ခဲ့ကြတယ်။မင်းတို့တွေဟာကိုယ်စိတ်ဓာတ်ပိုင်းခံရမှုကိုတက်တည်ပြနိုင်ခဲ့ကြပြီးခုဆိုရင်မင်းတို့အားလုံးဟာဒီနိုင်ငံရဲ့အနာဂတ်ကလေးတွေအတွက်ကနေဒါရဲ့သူရဲကောင်းတွေဖြစ်သွားကြပါပြီလို့ဆိုပါပါတယ်။မင်းတို့တွေကြောင့်ဒီနိုင်ငံမှာဘောလုံးအားကစားဟာကြီးမားတဲ့အနာဂတ်တစ်ခုရှိလာတော့မှာပါ။ဒီနေ့ပွဲစဉ်ကြောင့်မင်းတို့တကယ်ကိုခေါင်းတင်တယ်လို့လည်းထပ်လောင်းပြောဆိုသွားပါတယ်။အခုကမှတော့ကနေဒါအသင်းကလာမယ့်ဇူလိုင်4ရက်နေ့မှာဟူစတန်မြို့မှာမော်ရိုကိုဒါမှမဟုတ်နယ်သာလန်အသင်းနဲ့16သင်းစဉ်ပွဲစဉ်ကိုဆက်လက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော့ချက်ကာအတွက်ကမ်းလှမ်းတဲ့ Chelsea ရဲ့ပေါင်8တန်းကမ်းလှမ်းမှုကိုဆန်ဒါလန်ကဖေးချလိုက်တဲ့သတင်းပါ။ဆန်ဒါလန်အသင်းဟာအသင်းရဲ့ကွင်းလယ်လီဖြစ်တဲ့ Granit Xhaka အတွက် Chelsea အသင်းရဲ့ပေါင်8တန်းကမ်းလှမ်းမှုကိုပယ်ချခဲ့ပြီးတော့သူ့ကိုရောင်းရမဟုတ်တဲ့အကြောင်းအခိုင်အမာပြောကြားခဲ့ပါတယ်။ချက်ကာကလာမယ့်စက်တင်ဘာလမှာတော့အသက်34နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ Chelsea အသင်းကအသက်ရွယ်နေဆိုရင်ပေါင်8တန်းမှာတင့်တော်တဲ့တန်ဖိုးတစ်ခုဖြစ်တယ်လို့ယူဆပြီးတော့အဲ့ဒီထက်ပေးချေဖို့အတွက်တော့ဝင်လေးနေပါတယ်။ဘိုင်ယန်လီဗာကူဆန်အသင်းမှာဘွန်ဒက်လီဂါဖလားကိုအတူတူစုခုခဲ့ပြီးတဲ့နီးပြဇာဘီလွန်ဆိုရဲ့အောက်မှာတော့တကြောပြန်ကစားလုံးနဲ့ချက်ကာရဲ့ဆန္ဒကိုဆန္ဒလန်အသင်းကသိရှိထားပါတယ်။ဒါပေမဲ့လည်းဆန်ဒါလန်တင်းကဗန်နာယီပိုင်းတောင်တင်းတဲ့အနေထားမှာရှိနေပြီးတော့ချက်ကာမှာလည်းစာချုပ်တက်2နှစ်ကျန်ရှိနေပါတယ်။ချက်ကာကချက်စီးတင်းနေနဲ့အခုပြောင်းရွှေ့ဈေးကလာရှာဖွေနေတဲ့တွေ့ကြုံရင်ပရီးမီးယားလိကွင်းလယ်လူမျိုးလည်းဖြစ်ပါတယ်။ပြီးတော့ပြီးခဲ့တဲ့ရာသီကပရီးမီးယားလိကိုပြန်လည်တန်းတက်လာတဲ့ဆန်ဒါလန်တင်းကိုလည်းအသင်းကောင်းဆောင်ဖြစ်ဦးဆောင်ပြီးတော့အဆင့်9နဲ့ယူပါလိဝင်ခွင့်ရရှိအောင်စွမ်းဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော့ Paris Saint-Germain အသင်းကတော့လီဗာပူးအသင်းရဲ့ပြစ်မှတ်ဖြစ်တဲ့သူလူငယ်ကစားသမားယန်ဒိုင်ယိုမန်ဒီကိုခေါ်ယူဖို့အတွက်ကိုလိပ်စစ်အသင်းနဲ့ဆွေးနွေးမှုပြုလုပ်နေပါတယ်။ဆိုပါဆယ်ကျော်သက်ကစားသမားကတော့ပြင်သစ်ချန်ပီယံ PSG အသင်းကိုပြောင်းရွှေ့ဖို့အတွက်ပုံဆန္ဒရှိတဲ့အကြောင်းကိုလည်းအရေးမပြောကြားထားပါတယ်။လီဗာပူးအသင်းကတော့သူ့အတွက်ပေါင်းရွှေ့ကြေးအနေနဲ့ပေါင်86တန်းကြီးပေးချေရန်ဆန္ဒရှိခဲ့ပါတယ်။ဒါပေမဲ့လည်းလိုက်စစ်အသင်းကတော့အဲ့ဒီထက်ကိုပြီးတော့ပြည့်တာပိုလိုချင်နေတာဖြစ်ပါတယ်။လီဗာပူးအသင်းအနေနဲ့တော့ပေါင်86တန်းနဲ့ပုံမပြီးပေးချေရန်ကိုတော့လက်တွန့်နေခဲ့ပါတယ်။ဒါကြောင့် PSG အသင်းအတွက်တော့ထိုတာမန်ကစားသမားကိုခေါ်ယူခွင့်ကပုံတာလွန်သွားတာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ PSG နဲ့ လိုက်စစ်တို့အတင်းမှာသဘောတူညီမှုမရရှိသေးပါဘူး။ညီနိုင်မှုများကလည်းဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ပြင်သစ်ကလပ် PSG ကတော့ဒီယိုမန်ဒီနဲ့2031ခုနှစ်အထိစာချုပ်ချုပ်ဖို့အတွက်ကိုပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုလည်းရရှိထားပြီးဖြစ်ပါတယ်။ကစားသမားရဲ့ဆန္ဒကဘယ်လိုပဲရှိစေကမူဒီပြောင်းရွှေ့အောင်မြင်ဖို့အတွက်လိုက်စစ်အသင်းနဲ့သဘောတူညီမှုမဖြစ်မနေရရှိဖို့လိုအပ်မယ်ဖြစ်ပါတယ်။တစ်ဖက်မှာလည်း Manchester City ကဒီပြောင်းရွှေ့အခြေအနေကိုစောင့်ကြည့်နေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တောင်ကိုရီးယားအသင်းကကမ္ဘာ့ဖလားအုပ်စုအဆင့်မှာမမျှော်လင့်ပဲစောစီစီထွက်ခဲ့ရပြီးတဲ့နောက်နီးပြချုပ်ဖြစ်တဲ့ဟွန်မြောင်ဘိုကယာတူးမှနှုတ်ထွက်သွားပြီဖြစ်ပါတယ်။2002ကမ္ဘာ့ဖလားပြိုင်ပွဲမှာတောင်ကိုရီးယားအသင်းဆီမီဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့အောင်အဓိကနေရာမှာပါဝင်ခဲ့တဲ့နောက်ကန်လူအောင်ဟွန်မြောင်ဘိုကတော့မက္ကဆီကိုတောင်အာဖရိကအသင်းနဲ့ပွဲစဉ်တွေမှာဇက်တိုက်ရှုံးနေခဲ့ရတဲ့ပေါ်တာဝန်ယူပြီးတော့နှုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်။သူ့ရဲ့ဥဆောင်မှုအောက်မှာတော့တောင်ကိုရီးယားအသင်းက2014ကမ္ဘာ့ဖလားမှာလည်းပွဲမနိုင်ပဲအုပ်စုအဆင့်ကနေထွက်ခွဲရဘူးပါတယ်။ကိုရီးယားသတင်းဌာနရဲ့ဖော်ပြချက်အရတော့ဟွန်မြောင်ဘိုကအခုလိုပဲတောင်းပန်စကားပြောကြားခဲ့ပါတယ်။ကိုရီးယားဘောလုံးကိုချစ်မြတ်နိုးပြီးတော့မျိုးသားအသင်းကိုအားပေးခဲ့ကြတဲ့ပရိသတ်တွေကိုအလေးနက်တောင်းပန်နေပါတယ်။ပရိသတ်တွေမျှော်လင့်ထားတဲ့ရလဒ်မျိုး
တို့တွေမစွမ်းဆောင်နိုင်ခဲ့ပါဘူးဒီရက်တာဝန်အားလုံးကနီးပြချက်ဖြစ်တဲ့ကျွန်တော်အပေါ်မှာပဲရှိပါတယ်တစ်ဖက်မှာလည်းတောင်ကိုရီးယားသမ္မတဖြစ်တဲ့လီဂျင်မြောင်းကတော့2024ခုနှစ်ဟိုမြောင်ကိုနီးပြဖြစ်ပြန်လည်ခန့်မှုပေါ်မှာဝေဖန်ပြစ်တင်ထားလိုက်ပြီးတော့နိုင်ငံအသင်းရဲ့ရလက်ဆိုးအောင်ကနေပတ်သက်ပြီးတော့အစိုးရဆင့်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက်ကိုတောင်းဆိုထားပါတယ်ထပ်မံပြီးတော့သူက Twitter ကွန်ရက်လူမှုကွန်ရက်ပေါ်မှာလည်းအများကျိုးတဲ့ကိုကျိုးစီးပွားရှေ့နှန်းတင်ပြီးစီစစ်မှုမရှိဘဲမှားယွင်းခန့်အပ်ခဲ့တဲ့အဲ့ဒီလိုက်စားမှုတွေကြောင့်အခုလိုဘောလုံးလောကကြာဆင်းရတာဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ရေးသားခဲ့ပါတယ်ဟုတ်ကဲ့ပါတင်ဆက်ပြသတာကိုကြိုက်နေတဲ့ဆိုရင်တော့ like and share and subscribe လေးလုပ်ပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်